လမ်းဘေးမှာတာအမိနှစ်ယောက်အေးအေးဆေးဆေးလမ်းလျှောက်လာတော့မထင်းမှတ်ထားတဲ့အန်ဒီရဲ့တစ်ခုကသူတို့စီကိုရုတ်တရက်ရောက်လာခဲ့ပါတယ်။မျက်တောင်တစ်ခက်အတွင်းမှာပဲလူဆိုးတစ်ယောက်ဟာမိခင်ဖြစ်သူကိုတိုက်ခိုက်ပြီးခလေးငယ်ကိုအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ငါညီလေးကိုလွတ်ဆန်းအဝေးကနေဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အကိုသေးသူဟာစက္ကန့်ပိုင်းအတွင်းမှာလဲဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။သူဟာကြောက်ရွံ့မနေပဲလူဆိုးနောက်ကိုအစွမ်းကုန်လိုက်ပါတော့တယ်။လူဆိုးဟာခလေးကိုကားပေါ်တင်ပြီးထွက်ပြေးဖို့ကြိုးစားနေတာပါ။ဒါပေမဲ့အကိုဖြစ်သူကတော့လက်မလျှော့ပါဘူး။သူဟာကားနောက်ဖုံးထဲကိုအချိန်မီခိုးကြောင်ခိုးဝက်ဝင်ရောက်ပုံအောင်လိုက်နိုင်ခဲ့ပါတယ်။အခုတော့သူဟာရန်သူနယ်မြေထဲကိုရောက်နေပါပြီ။သူဟာလက်ထဲကစမတ်နာရီကိုအသုံးပြုပြီးသူ့ရဲ့ဒီနေရာကိုမိခင်ဖြစ်သူစီပေးပို့လိုက်ပါတယ်။မင်းတားတော့ဒီမှာရှိတယ်။လူဆိုးဟာသူ့ကိုယ်သူအောင်မြင်ပြီလို့ထင်နေတော့မှပဲပါနတ်တဲ့အကိုဖြစ်သူဟာလူဆိုးကိုလှည့်စားဖို့အကြံထုတ်ပါတော့တယ်။သူဟာလူဆိုးနဲ့ရင်ဆိုင်ရတဲ့အခါမှာလဲစကားကိုအေးအေးဆေးဆေးပြောဆိုပြီးရဲတွေရောက်လာဖို့အချိန်ဆွဲထားခဲ့ပါတယ်။နောက်ဆုံးမှာတော့ရဲတွေနဲ့အတူမိခင်ဖြစ်သူရောက်ရှိလာပြီးလူဆိုးကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။အကိုဖြစ်သူလည်းတက်တီနဲ့ပါနတ်မှုကြောင့်ညီအကိုနှစ်ယောက်စလုံးဘေးကင်းအောင်ကြုံစွာနဲ့မိခင်ရဲ့ရင်ခွင်ထဲကိုပြန်လည်ရောက်ရှိသွားခဲ့ပါတော့တယ်။